တောတောင်တနေရာမှာတော့ဖုန်းကြီးတစ်ပါးဟာမန္တလေးသားတွေဆိုင်ကယ်နောက်ပြန်စီးသလိုကြားတစ်ကောင်နောက်ပြန်စီးပြီးသွားနေပါတယ်။သူသွားနေတာတော့ဝုံဝမိတ်စာကိုပြားရီဆက်ကပ်ဖို့အတွက်ဝုံဝမိတ်စာနေတဲ့ဂူကိုသွားနေတာဖြစ်ပါတယ်။ဂူထဲမှာတော့ဝုံဝမိတ်စာသူ့တငယ်ချင်းမိတ်စာနှစ်ကောင်နဲ့အတူမသေးသေးကိုချက်လုံနေပါတယ်။မသေးသေးချက်နေတယောက်ကအချိုမုတ်ထဲ့မယ်တယောက်ကခဏောထဲ့မယ်တယောက်ကရှိုးတိုးတိုးထဲ့မယ်ဆိုပြီးညင်းခုန်နေကြပါတယ်။အဲ့ဒီချိန်သူတို့ဂူထဲကိုကြားစီးတဲ့ဖုန်းကြီးဝင်လာပြီးဝုံဝမိတ်စာကိုပြားရီဆက်တာပါတယ်။ဝုံဝမိတ်စာလည်းပြားရီတွေတောက်ပြီးအရန်ကောင်းတဲ့အားတွေဖြစ်ကုန်တဲ့အတွက်ဘေးကမိတ်စာနှစ်ကောင်ကနေဖုန်းကြီးကိုလက်ဆောင်တစ်ခုပြန်ပေးရအာဝင်ချောင်းပါတယ်။အဲ့ဒါနဲ့ဝုံဝမိတ်စာလည်းတစ်လုံးတောက်လိုက်ရင်နှစ်တရာအသက်ရှည်တဲ့မသေးသေးကိုဖုန်းကြီးကိုလက်ဆောင်ပေးလိုက်ပါတယ်။အမှန်တော့ဒီဖုန်းကြီးကမသေးမျိုးဖြစ်ချင်တဲ့အတွက်မိတ်စာရင်နာကတ်နေတဲ့ဖုန်းကြီးအတုမိတ်စာဖုန်းကြီးဖြစ်ပါတယ်။တစ်ဖက်မှာတော့ခုံးတို့ဆရာတပည့်ကထုံးစံတိုင်းအနောက်ဘက်ကိုကျန်းစာသွားပေးနေတဲ့လမ်းမှာဖြစ်ပါတယ်။တွိုင်းလာရင်မောင်လာပြီးဖြစ်တဲ့အတွက်ဆရာတော်လည်းအနီးနားပတ်ဝန်းကျင်ကိုကြည့်ရင်ဖုန်းကြီးเจ้าတစ်ခုတွေ့တာကြောင့်ဝူခုံးကိုဒီညအဲ့ဒီမှာတဲဖို့ပြောလိုက်ပါတယ်။ဝူခုံးလည်းဖုန်းကြီးเจ้าကိုကြည့်ရင်စိတ်ထဲမတန့်တာကြောင့်မတဲဖို့ပြောပေမဲ့ဆရာတော်ကဖုန်းကြီးเจ้าကိုဖုန်းကြီးเจ้าပဲအပြင်မှာမောင်းနေပြီးဒီမှာပဲတဲမယ်ပြောတာကြောင့်ဝူခုံးလည်းမတက်တာတဲ့အဆုံးမှာလက်ခံလိုက်ရပါတယ်။တစ်ဖက်မှာတော့မိစ္ဆာဖုန်းကြီးကကြားအောင်နောက်ပြန်စီးပြီးသူ့ရဲ့ကြားအောင်ပြန်လာနေပါတယ်။ကျောင်းကိုရောက်ချင်းမိစ္ဆာဖုန်းကြီးကသူ့တပည့်တွေကိုလှမ်းထားတဲ့သူ့တင်ကန်းတွေပျောက်သေးလားလို့မေးတာကြောင့်တပည့်တွေလည်းမပျောက်ဘဲ999တဲ့လုံးရှိကြောင်းကိုပြန်လည်ပြောဆိုလိုက်ပါတယ်။ဒီမိစ္ဆာဖုန်းကြီးရဲ့ဝါသနာမိုဘိုင်းလက်ချက်မှာစကင်စုတယ်လို့တင်ကန်းတွေကိုစုတဲ့တင်ကန်းကော်လက်တာတယောက်ဖြစ်ပါတယ်။မိစ္ဆာဖုန်းကြီးလည်းအပြင်မှာလူတန်ကြားတာကြောင့်သူ့တပည့်တွေကိုတင်ကန်းတွေရုပ်ခိုင်းတကားတွေပိတ်ခိုင်းလိုက်ပါတယ်။သူ့တင်ကန်းတွေပျောက်မှာဆိုလို့အပြင်လူလက်မခံတာပါ။ဝူခုံးလဲကျောင်းရှိကိုရောက်တော့သူတို့ကနဲလဲဖုန်းကြီးတွေပါဒီတညတဲခုဝင်ပေးပါပြောတဲ့အတွက်အထက်ကမိစ္ဆာဖုန်းကြီးရဲ့တပည့်တွေကအပြင်လူလက်မခံဘူးလို့လှမ်းអော်ပြောလိုက်ပါတယ်။အဲ့ဒါနဲ့ဆရာတော်လဲသူကအရှိရက်ထန်နိုင်ငံတော်ကလာတာအနောက်ရဲ့အိန္ဒိယကိုကျန်းစာပင်းဖို့သွားနေတဲ့ဆရာတော်တစ်ပါးဖြစ်ပါတယ်ခီးသွားနေဆောင်လာပြီဖြစ်တဲ့အတွက်ဒီနေရာမှာခဏတဲခုဝင်ပြုပါလို့ပြည့်စုံပြောပြလိုက်ပါတယ်မိစ္ဆာဖုန်းကြီးရဲ့တပည့်ကြီးလဲထန်နိုင်ငံတော်လို့ကြားရတဲ့စိတ်ဝင်စားသွားပြီးသူတို့ရဲ့ကျောင်းတိုင်ကိုပြောပြီးရတဲ့တကားလာဖွင့်ပေးမယ်လို့ပြန်ပြောလိုက်ပါတယ်ဝူခုံးကတော့ခက်ခက်ရရပြောနေတဲ့ဆရာတော်ဘဝင်မကြပါဘူးအားချောင်းလို့လည်းမရပါဘူးခဏကြာတော့မိစ္ဆာဖုန်းကြီးရဲ့တပည့်ကလာခေါ်တာကြောင့်ဝူခုံးတို့ဆရာတပည့်လည်းကျောင်းထဲကိုလိုက်သွားပါတယ်ကျောင်းထဲမှာတော့မိစ္ဆာဖုန်းကြီးကမိစ္ဆာရုပ်ထုကိုကိုးဝဲတာဖြစ်ပေမဲ့အခြားဖုန်းကြီးတွေရောက်နေတဲ့အတွက်ကွယ်မယ်တော့ရုပ်ထုကိုခဏပြောင်းလဲထားပါတယ်ဝူခုံးနဲ့ဆရာတော်တို့ကျောင်းထဲရောက်တာနဲ့မိစ္ဆာဖုန်းကြီးကဂါရဝပြုနေချိန်ဆရာတော်လည်းကွယ်မယ်တော့ရုပ်ထုကိုတွေ့သွားတာကြောင့်ဝဲသွားပြုပါတယ်မိစ္ဆာဖုန်းကြီးနဲ့သူ့တပည့်တွေကတော့ဝူခုံးကိုကြည့်လို့ရမနေပါဘူးခဏနေတော့မိစ္ဆာဖုန်းကြီးကဆရာတော်ကိုထန်နိုင်ငံလာတာဖြစ်တဲ့အတွက်တန်မိုးကြီးယေသနာတွေပါလာလို့တမ်းမေးပါတယ်နည်းနည်းလေးတော့ဟန်မဆောင်ပါဘူးအဲ့ဒါနဲ့ဆရာတော်လည်းယေသနာရီဆိုတာယဟန်တွေအတွက်တန်ဖိုးမှမရှိရလို့ပြန်လဲပြောဆိုလိုက်ပါတယ်မိစ္ဆာဖုန်းကြီးရဲ့တပည့်တွေကလည်းဘာယေသနာမှမပါတဲ့အတွက်ထန်နိုင်ငံလာတာမဖြစ်နိုင်ဘူးဆိုပြီးမိစ္ဆာဖုန်းကြီးကိုစေးဝိုင်းထိုးကြပါတယ်အဲ့ဒါနဲ့ဝူခုံးလည်းငါတို့မှယေသနာပါတယ်မင်းတို့ကတန်ဖိုးနားမလဲပဲဖြစ်နေမှာဆိုလို့ထုံးမပြတာဆိုပြီးကြီးကြီးကျယ်ကျယ်တွေပြောလိုက်ပါတယ်ဆရာတော်လည်းဝူခုံးပေါက်ကြရတွေပြောနေတာဖြစ်တဲ့အတွက်ဝူခုံးကိုတားနေရပါတယ်မိစ္ဆာဖုန်းကြီးကအဲ့ဒီယေသနာကိုထုတ်ပြလို့ပြောတာကြောင့်ဆရာတော်လည်းဝူခုံးပြောတာသင်္ကန်းအစုပ်လေးတာဖြစ်ကြောင်းပြောနေပေမဲ့ဝူခုံးကအဲ့ဒီယေသနာကကဘာပေါ်မှာအမြင့်မြတ်ဆုံးယေသနာဖြစ်တယ်ဆိုပြီးမောက်မာပြလိုက်ပါတယ်အဲ့လိုပြောလိုက်တာကြောင့်မိစ္ဆာဖုန်းကြီးနဲ့သူတပည့်တွေကလှောင်နေကြပြီးတပည့်တွေကသူတို့ကျောင်းတိုင်ကသင်္ကန်းကော်လက်တာဖြစ်တယ်ကဘာပေါ်မှာရှိသမျှသင်္ကန်းအားလုံးသူတို့ကျောင်းတိုင်စီမှာရှိတယ်အထည်ပေါင်း999တဲ့တောင်ရှိကြောင်းဝူခုံးတို့ကိုပြန်ကြွေပြလိုက်ပါတယ်ဝူခုံးလည်းအဲ့လောက်ကြွေပြနေတာတော့မှသူ့ဆရာတော်ရဲ့သင်္ကန်းပုံမိုက်တယ်ဆိုပြီးမင်းသင်္ကန်းတဲ့ငါသင်္ကန်းပုံမိုက်တယ်ဖြစ်ကုန်ပါတယ်အဲ့ဒါနဲ့မိစ္ဆာဖုန်းကြီးကမင်းတို့သင်္ကန်းပုံမိုက်တယ်ဆိုရင်ထုတ်ပြဖို့ပြောတဲ့အတွက်ဝူခုံးလည်းထုတ်ပြဖို့လုပ်ပါတော့တယ်ဆရာတော်လည်းတားမရပါဘူးဝူခုံးထုတ်ပြလိုက်တဲ့သင်္ကန်းပြဲလို့တောင်ဖားထားတဲ့သင်္ကန်းဖြစ်နေတဲ့အတွက်မိစ္ဆာဖုန်းကြီးနဲ့သူ့တပည့်ကြီးလည်းလောင်ရဲကုန်ကြပါတယ်ဝူခုံးတို့ထုတ်ပြတဲ့သင်္ကန်းဘာမှမဟုတ်တာကြောင့်မိစ္ဆာဖုန်းကြီးလည်းသူစုထားတဲ့သင်္ကန်းတွေထုတ်ကြဖို့အတွက်တင်ထားတဲ့ဗီဒီယိုတွေကိုဖွင့်ပြလိုက်ပါတယ်ဝူခုံးတို့ဆရာတပည့်လည်းသင်္ကန်းတွေအများကြီးကိုမြင်ပြီးဝိုးဝါ oh my god တွေဖြစ်ကုန်ပါတယ်မိစ္ဆာဖုန်းကြီးလည်းကြွားလက်စနဲ့သူစုထားတဲ့အကောင်းဆုံးသင်္ကန်းလေးတွေကိုထပ်ကြွားဖို့အတွက်သူ့တပည့်တွေကိုယူလာခိုင်းလိုက်ပါတယ်ဒီနေရာမှာဒီဘိုင်းတွေကိုကျွန်တော်ကြော်ချင်တာမှအရင်ပါပဲဒါပေမဲ့လည်းခင်ဗျားတို့နားလည်အောင်ရှင်းပြလိုက်ပါမယ်ဒီတထေကငွေချီမြင်နဲ့ရက်လုထားတဲ့သင်္ကန်းဖြစ်တယ်နှစ်ပေါင်း300တရားအားထုတ်ထားတဲ့အရှိပိုင်းကဘုန်းကြီးတစ်ပါးပိုင်တဲ့သင်္ကန်းဖြစ်ပါတယ်နောက်တစ်ထေကရွှေချီမြင်နဲ့ရက်လုထားတဲ့သင်္ကန်းဖြစ်တယ်နှစ်ပေါင်း900ကြာတရားအားထုတ်ထားတဲ့တောင်ပိုင်းကဘုန်းကြီးပိုင်တဲ့သင်္ကန်းဖြစ်ပါတယ်နောက်တစ်ထေကပလဲသင်္ကန်းဖြစ်တယ်နှစ်ပေါင်း800ကြာတရားအားထုတ်ထားတဲ့အနောက်တိုင်းကဘုန်းကြီးတစ်ပါးပိုင်တဲ့သင်္ကန်းဖြစ်ပါတယ်ဘာတွေကြွားနေမှမသိတဲ့အတွက်ဝူခုံးလဲကျွန်တော်လိုပြေးနေပါပြီစိတ်မပူပါနဲ့သူကြွားစရာနောက်ဆုံးတစ်စုံပဲကြံတော့တာပါဒီနောက်ဆုံးတစ်ထည်ကတော့ကျောင်းမြေသနာသင်္ကန်းဖြစ်ပါတယ်နှစ်ပေါင်း1000တရားအားထုတ်ထားတဲ့ဘုန်းကြီးတစ်ပါးပိုင်တာဖြစ်ကြောင်းပြောနေတော့မှရှိသေးတဲ့ဝူခုံးကမင်းတို့သင်္ကန်းတွေထက်ငါသင်္ကန်းကပုံမိုက်တယ်ဆိုပြီးထပ်လုပ်ပါတယ်အဲ့ဒါနဲ့မိစ္ဆာဖုန်းကြီးလည်းတင်းသွားပြီးထန်နိုင်ငံတော်ကလာတဲ့ဘုန်းကြီးတွေကမင်းတို့ပြတဲ့သင်္ကန်းအစုပ်မျိုးကိုမဝယ်ဘူးမင်းတို့ငါ့ကိုလာလိန်နေတာဆိုပြီးဝူခုံးတို့ဆရာတပည့်2ယောက်ကိုရိုက်ထုတ်ဖို့အတွက်သူ့တပည့်တွေကိုခိုင်းလိုက်ပါတယ်ဝူခုံးလည်းသူ့ဆရာတော်ကိုကာကွယ်ဖို့အတွက်သူရမ်းမိုက်ပါရဲ့လို့ပြောတဲ့သင်္ကန်းကိုအသက်သွင်းပြီးမိစ္ဆာဖုန်းကြီးရဲ့တပည့်တွေကိုစော်ဘလော်တီးခိုင်းပလိုက်ပါတယ်စော်ဘလော်တီးပြီးွားအောင်သင်္ကန်းကွယ်မယ်တော်ရုပ်ထုရှိမှဝေ
ပြုပြီးပတိတောင်စိတ်ပြနေပါသေးတယ်အသက်ဝင်သွားတဲ့သင်္ကန်းကိုကြည့်ပြီးမိစ္ဆာဖုန်းကြီးကအံ့ဩသွားတာကြောင့်ဝူခုံးကသူ့သင်္ကန်းကတရက်ဝင်လာရင်တစ်နှစ်အသက်ရှည်ရဆိုပြီးပြောလိုက်တဲ့အတွက်မိစ္ဆာဖုန်းကြီးလည်းသင်္ကန်းကိုသဘောကျသွားပါတယ်မသိမျိုးဖြစ်ချင်နေတဲ့မိစ္ဆာဖုန်းကြီးကတရက်ဝတ်တာနဲ့တစ်နှစ်အသက်ရှည်ရဆိုတာကိုသိသွားတဲ့အတွက်သင်္ကန်းကိုလိုချင်စိတ်တွေများသွားပြီးသူ့မှာရှိတဲ့အခြားရည်သနာတွေနဲ့လဲယူဖို့လုပ်ပါတော့တယ်ဒီဖုန်းကြီးကြွားလုံးထုတ်တာတွေကျွန်တော်တို့ခံရပါဦးမယ်ဒီခံပထမဦးဆုံးအနေနဲ့အိန္ဒိယနိုင်ငံရွှေတောင်မွေးနဲ့လဲမလားလို့ဆရာတော်မေးပါတယ်ဆရာတော်လက်မခံပါဘူးနောက်တစ်ခုအနေနဲ့ပါရှားနိုင်ငံကျောင်းမြင့်ရတနာတရဖူနဲ့လဲမလားလို့ဆရာတော်မေးပါတယ်ဆရာတော်ကထက်လက်မခံပါဘူးနောက်ဆုံးတစ်ခုအနေနဲ့ကွမ်မဲတော်ကိုင်တဲ့ပန်းအိုးထက်နှစ်ဆကြီးတဲ့ပန်းအိုးနဲ့လဲမလားလို့မေးပါတယ်ဆရာတော်ကလှည့်ပါထွက်သွားပါတယ်ဒီဖုန်းကြီးဘာရင်နဲ့ရှောက်လဲနေမှန်းလည်းမသိပါဘူးနောက်ဆုံးဘာနဲ့မှလဲလို့မရတဲ့အတွက်သူ့ဖုန်းကြီးကြောင်းတစ်ကြောင်းလုံးမှာရှိသမျှအကုန်ပေးမယ်ဆိုပြီးလဲပါတယ်ဆရာတော်ကအဖတ်တောင်မလုပ်ပါဘူးဆရာတော်မြူဆွဲလို့မရတဲ့မိစ္ဆာဖုန်းကြီးလည်းဝူခုံးကိုသွားပြီးတော့မင်းတို့အနောက်ကိုသွားရင်မိစ္ဆာကြီးလည်းအများကြီးပဲခက်ခဲတွေအများကြီးကြုံရမှာယေသနာပစ္စည်းတွေကိုယူပြီးထိုင်နိုင်ငံမှာပဲအေးအေးဆေးသွားနေပါလားဆိုပြီးမြူဆွဲကြည့်ပါတယ်ငကိုရီကအနောက်ရက်ကိုသွားမှပြင်းနေတဲ့ဝူခုံးကမိစ္ဆာဖုန်းကြီးပြောတာကိုသဘောကျသွားပြီးဆရာတော်ကိုလဲလိုက်ပါလားလို့အာသွားချောင်းပါတယ်ဆရာတော်ကဒီလိုပေါက်ကြရတွေဆက်ပြောနေမယ်ဆိုမင်းကိုခေါင်းကိုက်အောင်ဂါထာရွတ်မယ်လို့ဝူခုံးကိုပြောလိုက်တာကြောင့်ဝူခုံးလည်းအာမချောင်ရဲတော့ပါဘူးလောဘကြီးနေတဲ့မိစ္ဆာဖုန်းကြီးเจ้าမှာဆက်မနေခြင်းတော့တာကြောင့်ဆရာတော်ကထွက်သွားဖို့အတွက်လှုပ်ပါတော့တယ်ထွက်သွားတဲ့ဆရာတော်မိစ္ဆာဖုန်းကြီးကရီးသားဟောင်းလိုလိုက်တောင်းပန်ပြီးသူတင်ကန်းကိုမလိုချင်တော့ပါဘူးတညလောက်ပဲဝစ်ချင်တာပါဆိုပြီးပွဲစည်းတန်းမှာအယုံမရတဲ့ကလေးလိုမြေကြီးပေါ်မှာလူးလိမ်ပြီးငိုနေပါတော့တယ်ဝူခုံးလည်းတညလောက်တော့အိပ်ပေးလိုက်ပါလို့အာဝင်ချောင်းတဲ့အတွက်ဆရာတော်လည်းနောက်ဆုံးမှာလက်ခံပေးလိုက်ပါတယ်ညရောက်တော့မိစ္ဆာဖုန်းကြီးကတင်ကန်းငါအပိုင်မဲဆိုပြီးဝစ်ကြည့်ဖို့လုပ်နေချိန်ဝူခုံးကအပြင်ကချောင်းကြည့်နေပါတယ်ချောင်းကြီးနေပညာလေးနည်းနည်းပေးလိုက်အောင်ပဲဆိုပြီးတင်ကန်းကိုကြက်သွားအောင်လို့လုပ်လိုက်ပါတယ်တင်ကန်းကကိုနဲ့မတော်အောင်အရင်ကြက်သွားတဲ့အတွက်မိစ္ဆာဖုန်းကြီးလည်းအော်ဟစ်အကူအညီတောင်းတာကြောင့်အပြင်ရရှိနေတဲ့ဝူခုံးကတင်ကန်းကိုဝစ်နေတဲ့အချိန်မကောင်းစိတ်တွေးလို့မရအောင်မကောင်းစိတ်တွေးတာနဲ့တင်ကန်းကကြက်သွားလိုက်မယ်ပြန်ဖြီးခြင်းဖျားသာရွတ်ရမယ်ဆိုပြီးကြက်ပေးလိုက်ပါတယ်မိစ္ဆာဖုန်းကြီးလည်းဖျားသာရွတ်လိုက်တဲ့အချိန်တင်ကန်းကပုံမှန်တိုင်းပြန်ဖြစ်သွားတာကြောင့်ဝူခုံးပြောတာကိုလက်ခံသွားပါတယ်အဲ့ဒါနဲ့တင်ကန်းကိုနောက်မှဝစ်တော့မယ်ဆိုပြီးဗီဒီယိုထဲထည့်သိမ်းထားလိုက်ပါတယ်ညရောက်တော့ဆရာတော်အိတ်နေချိန်ဝူခုံးကမိစ္ဆာဖုန်းကြီးတို့အဖွဲဘာလုံးနေလဲသိရအောင်မျက်စိနဲ့လှမ်းကြည့်လိုက်ပါတယ်တစ်ဖက်မှာမိစ္ဆာဖုန်းကြီးနဲ့သူ့တပည့်တွေကတင်ကန်းကိုအပိုင်လိုချင်တဲ့အတွက်ဝူခုံးတို့ကိုတတ်ဖို့အတွက်ကြံစီနေကြပါတယ်တက်မယ်ကြံကမှဝူခုံးကအရန်ကျန်းနေတဲ့အတွက်ဒုတ်တွေဓာတ်ရည်နဲ့တက်လို့မရဘူးတက်လို့ရမယ်နီလန်ငါးမှာရှိရဲဆိုပြီးမိစ္ဆာဖုန်းကြီးကသူ့တပည့်တွေကိုတိုးတိုးနဲ့ပြောပါတယ်တိုးတိုးနဲ့ပြောတဲ့အတွက်ကျွန်တော်လည်းမကြားပါဘူးနောက်တစ်ခါရောက်တော့တက်မယ်အကြံစီကထူထူမဟုတ်ပါဘူးဝူခုံးတို့အိတ်နေတဲ့ចောင်းဆောင်မီးရှို့ပြီးတတ်ဖို့ပါမိစ္ဆာဖုန်းကြီးလည်းចောင်းဆောင်တွေကိုလှမ်းကြည့်ပြီးဝူခုံးတို့အိတ်နေတာဖြစ်တဲ့အတွက်သူ့တပည့်တွေကိုမီးရှို့ဖို့ညွှန်ကြားလိုက်ပါတယ်တစ်ဖက်မှာဝုံမိစ္ဆာနဲ့သူ့တငယ်ချင်းတွေကဖုန်းကြီးចောင်းမီးလောင်တာကိုမြင်သွားကြပါတယ်ဝုံမိစ္ဆာရဲ့တငယ်ချင်းတွေကမီးပဲတစ်ခါလီတော့လောင်ပါပေါ့လို့ပြောပြီး Good night see you tomorrow လောက်ခါပြန်သွားပြီမဲ့ဝုံမိစ္ဆာဖုန်းကြီးចောင်းမီးလောင်နေတဲ့ချိန်ဒီဖုန်းကြီးမှာယေသနာတွေအများကြီးရှိရငါတခုတော့ခိုးလို့ရမှာပဲလို့ပြောပြီးခိုးဖို့ထွက်သွားပါတယ်ဝူခုံးကတော့မီးတွေလောင်လာပြီးဖြစ်တဲ့အတွက်သူ့စီကမပူအောင်လို့ဖန်ပေါင်းကြောင်လေးနဲ့အုပ်ပေးထားပါတယ်တစ်ဖက်မှာတော့မိစ္ဆာဖုန်းကြီးနဲ့သူ့တပည့်တွေကတင်ကန်းကိုအပိုင်ရပြီဆိုပြီးအောင်ပွဲခံနေကြပါတယ်အဲ့ဒီချိန်ဝူခုံးရောက်ရှိလာပြီးငါတို့ကိုဒါမျိုးလုံးလို့မရဘူးလို့ပြောပေမဲ့ကြက်မပြည့်တဲ့မိစ္ဆာဖုန်းကြီးနဲ့တပည့်တွေကဝူခုံးကိုတရေလို့ထင်ပြီးထွက်ပြေးသွားကြပါတယ်ထွက်ပြေးသွားတဲ့မိစ္ဆာဖုန်းကြီးနဲ့တပည့်တွေကိုဝူခုံးက Fire Dragon အချိုရည်မဟုတ်တဲ့မီးနဂါးရည်နဲ့လိုက်ပြီးရှို့နေပါတယ်အဲ့ဒီချိန်ဝမိစ္ဆာဖုန်းကြီးเจ้าကိုရောက်ရှိလာပြီးဘာလေးညာလေးများရမလားဆိုပြီးလိုက်ရှာနေပါတယ်တင်ကန်းကိုယူပြီးထွက်ပြေးလာတဲ့မိစ္ဆာဖုန်းကြီးကိုဝူခုံးကငါအဖိုးတန်တင်ကန်းဗမာလည်းပြန်ပေးလို့ပြောလိုက်ချိန်ဝမိစ္ဆာကြားသွားပါတယ်ပြီးတော့မင်းငါတို့ဒီလိုလွယ်လွယ်လဲစားလို့မရအောင်ငါတို့ကဆရာကြီးအပိုင်အကြာကြီးလို့ပြောပြီးဂုံဆွဲပြီးခေါ်သွားပေမဲ့တင်ကန်းထည့်ထားတဲ့ပုံးကကြံခဲ့တာကိုမိစ္ဆာမြင်သွားပါတယ်ဝူခုံးကမိစ္ဆာဖုန်းကြီးကိုသူ့ရဲ့ဆရာတော်စီကိုခေါ်သွားပြီးဆရာတော်မီးမလောင်သူဘယ်လိုလုပ်ထားလဲဆိုတာကိုပြလိုက်ပါတယ်ပြီးတော့ဝူခုံးကဆရာတော်ဒီဖုန်းကြီးကမိစ္ဆာဖုန်းကြီးဖြစ်ကြောင်းနဲ့သူတို့ကိုလှုပ်ကြံကြောင်းပြောနေချိန်မှာမိစ္ဆာဖုန်းကြီးကထွက်ပြေးသွားလို့ဝူခုံးကနောက်ကလိုက်ဖမ်းနေရပါတယ်မိစ္ဆာဖုန်းကြီးကသူ့ရဲ့တင်ကန်းထည့်ထားတဲ့ပုံးစီအပြေးလေးလာကြည့်ပေမဲ့တင်ကန်းကမရှိတော့ပါဘူးဝူခုံးကတင်ကန်းမရှိတော့တာကိုမိစ္ဆာဖုန်းကြီးဖွက်ထားရလို့ပဲထင်နေတဲ့အတွက်မိစ္ဆာဖုန်းကြီးနဲ့ဝူခုံးနဲ့ကြွိုင်ဆတတ်ပါတယ်မိစ္ဆာဖုန်းကြီးလည်းဝူခုံးကိုတိုက်ခိုက်ဖို့အတွက်သူ့ရဲ့နတ်ဆိုးရုပ်ရှိအောင်ဝူခုံးကိုမြားခေါ်သွားပါတယ်နတ်ဆိုးရုပ်ရှိရောက်တော့မိစ္ဆာဖုန်းကြီးကနတ်ဆိုးရုပ်ထဲကိုဝင်ပြီးနတ်ဆိုးရုပ်ထဲကဆက်ရမ်းနေရတွေကိုအသုံးပြုကမျက်လုံးကမြားတွေနဲ့ဝူခုံးကိုတောက်လျှောက်ပစ်ပါတော့တယ်ဝူခုံးလည်းဂျယ်လီနဲ့ဂျက်ကီချန်ပေါင်းထားတဲ့အကွက်တွေကိုသုံးပြီးရသလောက်ရှောင်နေပေမဲ့အစင်မပြေတာကြောင့်ခေါင်းမိုးမှာချိတ်ဆွဲထားတဲ့ခေါင်းလောင်းထဲကိုဝင်ပြီးပြစ်သမျှလက်နက်တွေကိုရသလောက်ကာကွယ်နေပါတယ်လက်နက်တွေတောက်လျှောက်ပစ်နေတဲ့မိစ္ဆာရုပ်ထုဟာမြားတွေကုံသွားပြီးနောက်အမြောက်ဆန်နေနဲ့ပစ်တာကြောင့်ရုပ်ထုဟာကွဲကြည်သွားပြီးမိစ္ဆာဖုန်းကြီးပေါ်ကိုပြီးကျသွားပါတယ်ပြီးကျသွားတဲ့ဒဏ်တွေကြောင့်မိစ္ဆာဖုန်းကြီးကတေးသွားပြီးပဇင်းရင်ခွဲဖြစ်သူပြောင်းလဲသွားပါတယ်မိုးလဲလင်းသွားပါပြီမိုးလင်းသွားတဲ့အတွက်ဝူခုံးတို့ဆရာတပည့်လည်းခီးဆက်ဖို့လုပ်ရင်မိစ္ဆာဖုန်းကြီးရဲ့တပည့်တွေကိုတင်ကန်းဖက်ရောက်သွားလဲမေးတာကြောင့်မိစ္ဆာဖုန်းကြီးရဲ့တပည့်ကြီးလည်းသူတို့မသိကြောင်းပြန်လဲရှင်းပြလိုက်ပါတယ်ဝူခုံးလည်းစဉ်းစားသွားပြီးဒီအနီးနားမှာမိစ္ဆာတွေရှိလားလို့မေးလိုက်ပါတယ်မိစ္ဆာဖုန်းကြီးရဲ့တပည့်တွေကဒီအနီးနားမှာဝုံမိစ္ဆာရှိတယ်သူတို့ရဲ့ကျောင်းနိုင်ဆရာတော်ကပြားရည်တွေသွားကပ်ပြီးမသေးသေးတွေတောင်းစားနေတာကြောင့်နှစ်နေရာထိတောင်အသက်ရှင်နေတာဒီတင်ကန်းကိုလည်းအဲ့ဒီဝုံမိစ္ဆာခိုးတာဖြစ်နိုင်တယ်လို့ပြောရင်အပိုင်း30လဲဒီနေရာမှာပြီးဆုံးသွားပါတယ်
ကျွန်တော်က DBM ရသားပါ Recap ပိုင် YT နဲ့ Recap တွေလုပ်နေတာပါ